Christmas ပြီးရဲ့နောက်တစ်နေ့ကို Boxing Day လို့နိုင်ငံခြားမှာတော့ခေါ်ကြပါတယ် Boxing Day မှာတော့ကျမတို့မိသားစုဘုံဖရဘက်ကဆင်စခန်းသွားလိမ့်မှာဖြစ်ပါတယ်နေဆက်နေရဖြစ်တဲ့အတွက်ကြောင့်မို့လို့နည်းနည်းတော့လှန်သွားရပါတယ်ဘုံဖရမျိုးတွေကနေတစ်ဆင့်ကျမတို့တွေတောက်လျှောက်ဝင်သွားရပါတယ်ရှင်မျိုးတွေကနေပြီးတော့မောင်းမယ်ဆိုလို့ရှိရင်တော့3ကီလိုမီတာလောက်တော့သွားရမယ်ထင်ပါတယ်အဲ့3ကီလိုမီတာကမြန်မာပြည်နဲ့တကယ်ကိုနေဆက်ကလေးပေါ့နော်။တောင်လေးပဲခြားတဲ့နေရာမှာဆင်းစကန်လေးရှိပါတယ်။အဲ့မှာဆင်းလေးကိုအစားကျွေးလို့ရပါတယ်။ဆင်းလေးကတော့အများကြီးမရှိပါဘူး။3កောင်လေးရှိရပါတယ်။ဒါပေမဲ့မြန်မာပြည်ဟိုချောင်းလေးပဲခြားပြီးဆင်းလေးတွေကိုသွားကြည့်လို့ရတဲ့အနည်းဆုံးနေရာလေးပေါ့နော်။အနည်းဆုံးနေရာလေးကျမတို့ဒီနေ့တားရောက်လေးပတ်ခဲ့ပါတယ်။ဆင်းလေးတွေကိုねအရန်ပျော်နေပါတယ်။ဆင်းလေးတွေကလည်းဒီအပျော်သီးလေးတစ်ချင်းကို50ပေးရပါတယ်ဝင်ကားကတော့တယောက်ကို30ပါပဲစင်လေးတွေကကလည်းကပြတယ်ပြီးပါလို့ရှင်ဘယ်လိုပြောမလဲစင်လေးတွေကတချင်းတွေလည်းဆူပြတယ်ပေါ့မှုတ်ပြတယ်ပေါ့တည်အဲ့လိုမျိုးလေးနဲ့သွားလောက်ခဲ့ပါတယ်ရှင်